မင်္ဂလာပါကျွန်တော်တို့မဟာရန်ရန်ကုန်ကနေပြီးပါမန္တလေးနဲ့စကိုင်းမှာရှိတဲ့ ငလျင်ပေးတဲ့ပြည်သူများအတွက်ပြည်내ထူထောင်ရေးအနေနဲ့ လောင်းတနေရာနေပြီးတော့ကူညီပေးဖို့အတွက်ဒီလိုသက်ဆောင်မှာဖြစ်ပါရဲ့ရှင်ငင်းပေးတဲ့ပြည်သူများအတွက်လှူခံပါရဲ့မောင်လေးလူပေါင်းရမအောင်ဒီလိုပေါင်းပေးတဲ့ကျေးဇူးများပါတယ်ဘာလို့ပတ်စံနေပါထဲပါဒီပါခြားနေမယ်ဒီပါရဟဲ့မထင်လိုက်ဘူးမလည်းပါပါအော် အဲ့ဘလောက်တော့လဲ စက်သိမ်းမှာကျွန်တော်ဒီနေ့ကတော့မနေ့ကရုံးသွင်းပိုင်းမှာလူခံထားတဲ့ငွေတွေကိုမန္တလေးနဲ့စကိုင်းငလျင်ပေးတင်ပြည်သူတွေကိုပြန်လူဖို့အတွက်ကျွန်တော်ပစ္စည်းတော်ဝယ်မှာဖြစ်ပါတယ်လက်တလောကတော့မန္တလေးကကျွန်တော်တို့အဆောက်အုံပစ္စည်းမှုဖြစ်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပစ္စည်းလေးရွှေ့ပြောင်းလုပ်နေရတဲ့အတွက် operation ခဏချက်နေရပါတော့။ခေါ်ကြကျွန်တော်တို့ဒီရန်ကုန်ဘက်မှာကျတော့ကျွန်တော်တို့တနိုင်တလောက်ပေါ့နော်တနိုင်တလောက်ဒီပစ္စည်းလေးဝယ်ပြီးတော့မန္တလေးကိုသွားပြီးတော့ကူမယ်နောက်ပြီးတော့လည်းကျွန်တော်တို့ကိုယ်တိုင်ပေါ့နော်ကိုယ်တိုင်ကျွန်တော်ရန်ကုန်ကနေပြီးမှမန္တလေးစကိုင်းကပြည်သူတွေကိုကျွန်တော်တို့လူတန်းပစ္စည်းတွေတော့ပေးတော့မှာဖြစ်ပါတယ်အခုကကျွန်တော်တို့ဒီပစ္စည်းကိုအကုန်လုံးမှာပေးတော့ကျွန်တော်တို့လက်တလုံးမှာကတော့ကျွန်တော်ရှူဆေးဘူးရယ်အင်္ဂလိပ်ဆေးရယ်mess ပေါ့နော်ကျမရေးတုံ mess တွေရောကျွန်တော်ဘက်ကကလုံးတော့ဝယ်ပြီးတော့ပြီ။ power bank တွေဝယ်ပြီးတော့ပြီနော်။အခုကြလို့ရှိရင်တော့ကျွန်တော်ဒီဘက်မှာမှာလာတဲ့ခုနကကျွန်တော်ပတ်သွားနေအောင်မှာထားတဲ့စောင်းတွေတို့ကျွန်တော်အင်းကြီးဝက်စားတောင်းတွေပေါ့နော်။ကျွန်တော်တကိုယ်တောင်းပစ္စည်းတွေရောဒါပြောလို့ရှိရင်တော့ကလုံးတော့ပိတ်ယူရမှာပဲဖြစ်ပါတယ်။ခေါ်တာခေါင်းနေအကောင်းနေနော်ဒါတလုံးမှာအခုကကျွန်တော်ဆောင်းနေရယ်ရှင်အောင်ရယ်ခေါင်းရယ်ကျွန်တော်မျက်နှာတော့ပတ်သွားရယ်ပေါ့နော်မျက်နှာတော့ပတ်သွားရယ်အကုန်လုံးတော့ဝယ်ပြီးသွားပြီကျန်တဲ့တချို့ဟာလေးရတော့ကျွန်တော်ဟိုဘက်တင်မှာသွားယူမှာပေါ့နော်မိန်းလေးသုံးဆောင်ပစ္စည်းပါလဲတော့ကျွန်တော်လည်းမသိဘူး
ဟောကျွန်တော်ဒီအမြန်လမ်းမပေါ်ရောက်နေပေါ့နော်အမြန်လမ်းမပေါ်ဆိုကျွန်တော်ညနေတွင်ညတွင်ချင်းပဲပေါ့နော်ညတွင်ချင်းပဲဆိုတော့မန္တလေးကိုသွားအောင်မှာဖြစ်ပါတယ် လောကမှာဘေးရမမြဲသင်္ခါရဖြစ်ပြနေတွေ့ကြုံကခြင်းလေးရစမြဲခွေအနေမြင်ဘဝတွေကွာလေတန်တရားရဲ့ခီးသွားစေတူတူပါရခွေကြနေမလဲအင်းများရဲ့ဆယ်ရီလုံးမြတ်တရားနဲ့စာနာခြင်းထားလို့ရင်တဲ့ စိတ်ထားကိုပြူလေးတဲ့ကံဟာကိုဘက်ကိုထုံးမဲ့လမ်းများဘုံသေးဟာတန်တရားကရှိတော့ကျုံဆောင်ကနာခွေကြရအေးတဲ့များသာလူလူကိုပြင်စင်ကမရကစီမရတိုင်းမပေါ်တော့ရဟာ ဟုတ်ဒီမြေပြိုသွားလို့ကျွန်တော်တို့ဝန်ထမ်း3အောင်ဆုံးသွားတဲ့စကိုင်းရောင်းရောက်နေတာပေါ့နော်ညထွေးပြူမှာလင်းမြန်တက်လက်မဟာနဲ့